ယနေ့တင်ပြသွားမယ့်အကြောင်းအရာကတော့ရန်တပိုစာချုပ်ဖြစ်ပေါ်လာပုံအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာရန်တပိုစာချုပ်ဒီခရစ်နှစ်ကြောင့်ရှိလာ20ခုနှစ်ဘာဂီတော်ဗျာလက်ထက်တွင်ထွပွားခဲ့တော့ပထမအင်္ဂလိပ်မြန်မာစစ်ပွဲကိုပြည်ငင်းစီရန်အင်္ဂလိပ်အစိုးရကိုယ်စားလှယ်များနှင့်မြန်မာပြည်အစိုးရ၏ကိုယ်စားလှယ်တော်များသည်သက်ဆိုင်ရာနိုင်ငံတို့၏ကိုယ်စားလက်မှတ်ရေးထိုးကြသောစာချုပ်ဖြစ်ပါသည်မြန်မာနိုင်ငံ၏အထက်ပိုင်းအင်းဝါမြို့၏တောင်ဘက်မိုင်40ခန့်ကွာဝေးတွင်ရင်းချန်မြို့အထက်6မိုင်ကွာဝေးသောရန်တပိုရွာတွင်တွေ့ဆုံချုပ်ဆိုကြသောကြောင့်ရန်တပိုစာချုပ်ဟုခေါ်တွင်ပါတယ်ထိုစာချုပ်ကိုမြန်မာတက္ကရာ1189ခုနှစ်တပေါင်းလပြည့်ကျော်4ရက်ခရစ်တက္ကရာ1826ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့တွင်နှစ်တိုင်းနှုတ်ပြီးမဟာမိတ်အဖြစ်စာချုပ်ခါကြပါနဲ့စာချုပ်ပါအချက်များမှာမြန်မာကရခိုင်တနင်္သာရီအာတန်ကိုဗြိတိရှတို့တန်ပေးရမည်မဏိပူရကချာနှင့်ဂျိန်းတီးရနယ်များသို့မြန်မာတို့ဝင်ရောက်ဆွတ်ဖက်ခြင်းမပြုရစစ်လျော်ခြင်းငွေတက်ကလေးကိုအရစ်ကြပေးဆက်ရမည်အင်းဝတွင်ဗြိတိရှကိုစားလက်ထားခွင့်ပြုကလာကတ္တာတွင်မြန်မာတန်အမတ်နေခွင့်ပြုသည်ကုသညောင်းဝယ်ရေးအတွက်စာချုပ်တီးခြားချုပ်ဆိုမည်စသည်တို့ပဲထည့်ကြပါတယ်ဗြိတိရှတို့သည်ကျူးကျော်စေအတွင်၌လူပေါင်း15000ကျော်ဆုံးရှုံးခဲ့၍စတာလင်ပေါင်း73သန်းသို့မဟုတ်ငွေသိန်းပေါင်း1300သုံးစွဲခဲ့ရပါသည်ရခိုင်နှင့်တနင်္သာရီဒေသကိုယာယူခြင်းဖြင့်နောက်ထပ်စစ်ပွဲများထပ်မံဖြစ်ပွားလျှင်မြန်မာနိုင်ငံတွင်သို့အဖက်တစ်ချက်မှအလွယ်တကူဝင်ရောက်နိုင်သည်ဟုဗြိတိရှတို့ကယူဆထားကြပါတယ်ထို့ပြင်ဒေသနှစ်ခုမှမကြာမီအကျိုးအမြတ်များစွာခံစားရလိမ့်မည်ဟုလည်း British တို့ကမျှော်လင့်ထားကြပါတယ်အထက်ပါအကြောင်းအရာများသည်ရန်တပိုစာချုပ်ဖြစ်ပေါ်လာပုံအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ